ဟာလေလုယာဖျက်ရှင်ကောင်းမြတ်ပါတယ်ဖျားနှုတ်ကပတ်တော်နဲ့ပြန်လေးပြီးတော့ခွန်အားယူခြင်းတာဖြစ်တယ်ကျွန်တော်ဓမ္မကျမ်းစာကိုဖတ်ရှုလေ့လာရင်းနဲ့တော့ကျွန်တော်အင်မတန်မှခွန်အားရတဲ့ကျမ်းပတ်လေးတွေကိုကျွန်တော်မျက်ဝေပေးခြင်းတာဖြစ်တယ်အတူတကွခွန်အားယူခြင်းတာဖြစ်တယ်ကျမ်းစာထဲမှာတခင်ယေရှုမှာအပနော် prophet တွေလည်းနော်စုမတောင်းပေးနဲ့တရားမှမနေကြဘူးဆိုတဲ့အရာကိုကျွန်တော်ဒီနေ့ကနေပြောချင်တယ်ဖခင်တောင်းတော်ခံတဲ့သူတွေအားလုံးကစုတောင်းတော်သူတွေပဲဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေ့ကနေပြောချင်တာဖြစ်တယ်နော်ယေရှုစုတောင်းတာက25ကျင်တွေ့ရပါတယ်မောရှေစုတောင်းတာက915ကျင်တွေ့ရပါတယ်ဒံယေလစုတောင်းတာက3ကျင်တွေ့ရပါတယ်ပေါလုစုတောင်းတာက32ကျင်တွေ့ရပါတယ်ဒါကြောင့်အရင်တော့ကအမှုတော်ဆောင်တဲ့အားလုံးဟာ prophet တွေအားလုံးဟာဘုရားစေခတ်ခြင်းကိုခံတဲ့သူတွေအားလုံးဟာဆုတောင်းတော်သူတွေပဲဖြစ်တယ်။ဒါကြောင့်မိတ်ဆွေဆုတောင်းဖို့ရန်ဘယ်တော့မှမမေ့ပါနဲ့။ဆုတောင်းဖို့ရန်လည်းဘယ်တော့မှမရှက်မကြောက်ပါနဲ့။ထောင်လွှားစွာနဲ့လည်းဘုရားရဲ့မျက်မှောက်တော်ထဲမှာဆုမတောင်းပါနဲ့။ဘာလို့လဲဆိုတော့အဲ့ဒီဆုတောင်းခြင်းကပဲအယယအားလုံးကိုပြောင်းလဲပေးနိုင်တာကဆုတောင်းခြင်းပဲဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ခွာပေးချင်တာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေဘလောက်ပဲခက်ခဲပါစေဘလောက်ပဲကဲ့ရဲ့ခြင်းတွေများပါစေခရုမဆက်ပါနဲ့လူတွေဘာပဲပြောခရုမဆက်ပါနဲ့ဖရာသခင်ကမေတ္တူမဆိုနော်ချင်းမြောက်ကောင်းချီးပေးနိုင်တဲ့ဖရာဖြစ်ပါတယ်နော်မေတ္တူမဆိုကောင်းချီးပေးတော့ဖရာလေးဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေရာနဲ့ခွန်အားပေးချင်တာဖြစ်တယ်အဲ့ဒါကြောင့်မစ်ဆွေတင်းအာယုံဆက်ရမယ့်အရာကလူတွေရဲ့အတန်မဟုတ်ပါဘူးဖရာရဲ့အတန်တော်ဖြစ်ပါတယ်အဲ့ဒီဖရာရဲ့အတန်တော်ကိုတင်ကြားတတ်ပြီဆိုလို့ရှိရင်အဲ့ဒီဖရာရဲ့အတန်တော်ကိုတင်နားလေတယ်ဆိုရင်တင်ခံစားလာပြီဆိုရင်တင်ကြားဖူးနေပြီဆိုလို့ရှိရင်တော့အဲ့ဒီအသက်တာကအဲ့ဒီလူတွေရဲ့အရှင်မှာဘုံထင်ရှားရတော့ခွင့်ကိုပေးမှာဖြစ်တယ်။ဒါကြောင့်ဆူတောင်းခြင်းကပဲတင်းရဲ့ဘဝတွေတင်းရဲ့အနာဂတ်တွေတင်းရဲ့အသက်တာတွေအလုံးကိုပြောင်းလဲပေးမှာဖြစ်တယ်။ဒါကြောင့်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်နဲ့အမေနဲ့ချစ်ဆက်လို့နေတော့သူဖခင်နဲ့မေတ္တာအမေနဲ့ဖွင့်နေတော့သူဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေ့ရက်စဉ်နဲ့ဒုထောက်နေတော့သူဖြစ်ပါစေလို့ကျွန်တော်နဲ့အတူခွန်အားယူခြင်းတာဖြစ်တယ်။ဒါကြောင့်ကျမ်းစာထဲမှာဒီလိုပြောပါတယ်ယေရမိနာဂတိကျအခန်းငယ်31အခန်းငယ်9ထဲကကျွန်တော်လူချင်းတဲ့ပုံလေးကိုဖတ်မယ်။ဆုတောင်းပရဏပြုလေရှိတော်ထိုသူတို့ကငါပို့ဆောင်မယ်မိနာမှာရှော့တော်လဲထိမိရွက်မလေးရတော့လမ်းဖြောင်းတို့နဲ့ငါသွေးဆောင်မယ်တဲ့မိနာမှာရှော့တော်လမ်းထိမိရွက်မလေးရတော့လမ်းဖြောင်းတဲ့ငါသွေးဆောင်မိနာမှာကနော်လမ်းဖြောင်းတွေမဟုတ်ပါဘူးအကွက်ကောက်တွေများတယ်ကြောက်ခဲတွေလည်းအများကြီးရှိပါတယ်ထိမိရွက်လေးစရာတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဘုရားသခင်ပါပြောလဲဆုတောင်းတော်သူတွေကဘလောက်ပဲခလုတ်တက်စရာတွေဘလောက်ပဲကောက်ကြည့်တဲ့လမ်းတွေဘလောက်ပဲမဖြောင်းဖြူတဲ့လမ်းဖြစ်ပါစေအဲ့ဒီထိတ်ကနေငါပို့ဆောင်မယ်တဲ့ဒါကြောင့်ဆုတောင်းခြင်းကတင့်ဘဝပြောင်းလဲစေတယ်ဆုတောင်းခြင်းတင့်အနာဂတ်ကိုပြောင်းလဲစေဆုတောင်းခြင်းတင့်ဘဝတက်တာကိုလည်းပြောင်းလဲပေးစေတော့ဆုတောင်းခြင်းဖြစ်တယ်ဒါကြောင့်မစ်ဆွေတင့်ဘဝအနာဂတ်ကိုတေချာမင်းတွေ့ခြင်းနဲ့တိခြင်းနဲ့ဆိုရင်တော့ဘုရားရဲ့မျက်မှောက်တော်ထဲမှာဆုတောင်းပါအဲ့ဒီဘုရားရဲ့မဆကောင်းချီးပေးခြင်းတင်းအနာဂတ်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရတော့အခွင့်ကိုဘုရားသခင်ကောင်းချီးပေးမှာဖြစ်ပါတယ်တင်းရဲ့မိသားစုဘလို့ပဲခြင်းနေရှိပါစေတင်းရဲ့အတ္တထဲမှာဘယ်လိုပြဿနာခက်ခဲနဲ့ရင်ဆိုင်နေရတယ်ကျွန်တော်မသိပါဘူးဒါပေမဲ့ဘုရားသခင်ရှင်မှာဆုတောင်းပါမြစ်ဆွေဘုရားသခင်ဆုတောင်းခြင်းကတင်းရဲ့အတ္တရဲ့ယောဂါတွေရောတင်းဘဝမပြေလေခြင်းတွေရောဘုရားသခင်အကောင်းဆုံးသောအရာကိုပြင်ဆင်ပေးနိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်နင်းငယ်လေးခွန်အားပေးခြင်းတာဖြစ်တယ်ယောက်တန်းကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေအာမင်